အားလုံးမင်္ဂလာပါ WLO Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တန်ဆက်လက်ကစားကြောင်းများတဘာဝလွန်ထူးခြားစမ်းကြယ်များမြမသမိုင်းကြောင်းများဂမ်ဘီယာလောကီပညာရပ်များကြောင်းကိုဝေမျှတင်ဆက်ပြောကြားပေးနေတော့ Channel ဖြစ်ပါတယ်တိုင်ဆန်နဂဇက်လေးတွေမှာတာမန်လူနဲ့ကွဲပြားခြားနားသောလူတည်နေတဲ့လက္ခဏာရပ်တွေရှိပါတယ်ဒီခုနှစ်ချက်တည်းက3ချက်အထက်တင်ပိုရှိခဲ့လျင်တင်လဲတိုက်ဆက်ဖြစ်နိုင်ပါတယ်ထို့ကြောင့်ယခုတစ်ပတ်မှာတော့တိုက်ဆက်နဂဇက်တွေမှာတွေ့ရတတ်တဲ့လက္ခဏာကြီးခုနှစ်ချက်အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်အကြောင်းအရာလေးမစတင်ခင်ထုံးစံအတိုင်း channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီဝန်းရံပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်ဘေးကနူတီခန်းလောင်းလေးကိုနေပြီးတော့လဲတင်ဆက်တများအရင်ဆုံးသိရှိနိုင်အောင်နူတီယူထားပေးလို့ရှားပါတယ်ရှင်ပထမဦးဆုံးနံပါတ်1အချက်အနေနဲ့တိုက်ဆက်နဂဇက်ပါသူတွေဟာတိတ်ဆိတ်စွာနေလို့တဲ့အတွင်းတက်ခန့်ရှိတတ်ကြပါတယ်အလုတ်တဘောအရာမြင်းများပင်စကားပြောလို့သူအဖြစ်ဟန်ဆောင်နေစေကမူမိမိဟာစကားနဲ့တော့အေးသောပုံရိပ်များထင်ဟပ်နေပါလိမ့်မည်မိမိတို့သည်အလုတ်တဘောအဖြစ်သာတွက်လက်ခြင်းတွက်လက်နေလိမ့်မည်ဒို့တော်ထို့တော်ပြုမှုနေထိုင်ခြင်းမျိုးသည်မိမိတို့၏အတွင်းအနယ်ခြင်းနဲ့မကိုက်ညီသလိုခံစားနေရကပင်ပန်းနေပြီးလိမ့်မည်မိမိတို့သည်လူအများကြားနေထိုင်ရခြင်းထက်တယောက်တည်းအေးချမ်းစွာတည်ရှိနေရခြင်းမျိုးကိုတာလွန်၍နှစ်သက်နေမိတတ်ကြ၏ထို့အပြင်ကိစ္စဝိစ္စများဆုံးဖြတ်ရာတွင်လည်းအပြင်လူကိုတိုင်ပင်ရခြင်းထက်မိမိတို့၏အတွင်းစိတ်အတွင်းအတန်ကိုပို၍နာဆင်ပြီးဆောင်ရွက်လျင်အမှားနယ်၍အောင်မြင်မှုများတတ်ကြ၏လူအများစားတွင်နိုင်အတော်ကြာနေထိုင်မိလျင်စိတ်ပင်ပန်းမှုများကြုံတွေ့ခံစားရကြ၏နံပါတ်2အချက်ကတော့မိမိအားရန်ညိုးရန်စာမရှိပါပဲလူမှုပတ်ဝန်းကျင်နယ်ပယ်တွင်ရှင်ပြိုင်တိုက်ခိုက်မှုများမနာလိုဝန်တိုမှုများအေကံကြုံတွေ့ရပေလိမ့်မည်ရန်ပန်ရန်ခါတွင်မိမိတဦးတည်းကိုသာဖယ်ကျင်ခြင်းဖြင့်စိတ်ဓာတ်များကိုအဓိကပြိုလဲအောင်တိုက်ခိုက်တတ်ကြ၏ဤအခြေအနေမျိုးများကြုံလာပါကမိမိအားဝိုင်းဝန်းဖယ်ကျင်သောတိုက်ခိုက်ခြင်းမျိုးသည်မိမိကမှားနေတော့ကြောင့်မဟုတ်ပဲမိမိအားတမင်တကာမနာလိုနေခြင်းဖြစ်သည့်အတွက်ထဲတွင်စဉ်းစားရန်မလိုပါအကြောင်းမှာမိမိ၎င်းတို့မရှင်နိုင်သောမြင်မာသောကိုရှိန်ကိုဝါကိုမနာလိုဒီကတကြောင်တူးချင်းမရှင်နိုင်ဒီကတကြောင်ဖြစ်သည့်အတွက်အုပ်စုပွဲကစိတ်သက်စစ်စစ်ရေးနဲ့တိုက်ခိုက်ခံရခြင်းပင်ဖြစ်ပါတယ်ဟုတဘောထားပါအဓိကမိမိအားထိုးလို့ပြုမှုသောသူများနှင့်အဝေးတွင်နေထိုင်ပါစိုးညံ့သော energy ဆိုးများကိုကူးစက်မခံလေနဲ့အလုပ်ပြောင်းလို့ရသည့်အလုပ်ဆိုပါကချက်ချင်းပြောင်းပါenergy ဆိုးများကူးစက်ခံရပါကမိမိတို့၏အလိုလိုသိစိတ်အာယုံများပါပြတ်ပြားသွားပေလိမ့်မည်ထိုနည်း၎င်းပဲလူမှုဆက်ဆံရေးနယ်ပယ်တွေမှာအသင်းအဖွဲ့အုပ်စုအဖွဲ့တစ်ခုခု၌အရေးကြီးကိစ္စများစကားပြောရသည့်အခါမျိုးတွေမှာမိမိတို့သည်၎င်းတို့၏လက်အောက်ငယ်သားများနှင့်စကားပြောဆိုအဆင်ပြေမှုမရှိဘဲနဲ့၎င်းတို့အုပ်စု၎င်းတို့အဖွဲ့၏ခေါင်းဆောင်လူကြီးစသဖြင့်တို့နှင့်ညှိနှိုင်းဆွေးနွေးလျင်မြန်စွာချက်ချင်းလက်ငင်းအဆင်ပြေသွားလိမ့်ရှိပါတယ်ဒါဟာ energy ချင်းထက်တူကြသည့်ဘောတစ်ခုလည်းဖြစ်ပြီးတယ်နံပါတ်3အချက်ကတော့အတွင်းစိတ်ထိလွယ်ရှားလွယ်ဖြစ်ခြင်းနဲ့ဘယ်တော့မှမပြောက်တော့မဲ့စိတ်တရားရရှိခြင်းဖြစ်ပါတယ်ဒါဟာမိမိတို့ဘာကြောင့်ကြုံတွေ့နေရတယ်လဲဆိုပါလေမိမိတို့ဆောင်ရွက်ရမယ့်မစ်ရှင်ကြောင့်ပဲဖြစ်ပါတယ်အခက်အခဲတစ်ခုကိုကြော်ဖြတ်ပြီးတိုင်းမှာငါဟာလုပ်ရမယ့်မစ်ရှင်တစ်ခုကိုအောင်မြင်စွာဖြတ်ကျော်ပြီးပြီလို့တွေးပါစိတ်များအလွန်ပင်ပန်းလာသည့်အခါတဘာဝနဲ့ထိတွေ့ပါအဓိကအားဖြင့်လေကောင်းလေတန့်ရသည့်နေရာများတာယာလှပသောရေကန်များတဘာဝမြဲအိုင်ကန်းဆက်ရှုခင်းများတပင်များရှိသောနေရာတို့မကြာခဏတွားရောက်ထိတွေ့ခြင်းဖြင့်ဒဏ်ရာများကိုစေကျော်ပေးပါမိမိတို့၏တဘာဝအရာထို့တို့ပြုလုပ်ခြင်းအပြင်အေဂျင့်သည့်စိတ်ဓာတ်ကိုရရှိစေလိုပဲဖြစ်ပါတယ်ဒါအပြင်အချို့သောနေရာများသို့ရောက်သွားသောအခါမှာရခင်ကလေးကလာဘူးတီဟုခံစားရခြင်းမိမိပြောလိုက်သည့်စကားတို့ကိုလည်းတနေ့ရရတွင်တစ်ချိန်ချိန်ကပြောဘူးတီဟုခံစားရတတ်ကြပါသေးတယ်နံပါတ်4အချက်ကတော့ထူးခြားသောအိမ်မက်များကိုမကြာခဏမြင်မှတ်တတ်ကြခြင်းပင်ဖြစ်ပါတယ်
အိမ်မက်တွေမိမိကမြေအောက်ရေအောက်တို့ဝင်ချီထွက်ချီသွားလာခြင်းများပြန်တန်းခြင်းများဟောင်းနှန်းသောဖရာများကိုမြင်မှတ်သက်ခြင်းများကြုံရတတ်ပြီးအိမ်မက်တွင်မိမိနှင့်တရင်တနည်းကျွမ်းဝင်သူများကိုအိမ်မက်မှနိုး၍စဉ်းစားသောအပြင်လောကတွင်တခါမှမတွေ့ဘူးသောလူများဖြစ်နေခြင်းများကိုမြင်မှတ်တတ်ပါသည်ဒါအပြင်မိမိတို့သည်အိပ်ပျော်ခန်းသည့်နိုးတဝက်အချိန်မျိုးများတွင်မိမိအပါတစုံတစ်ယောက်ရှိနေခြင်းကိုလည်းခံစားမိတတ်ကြပါ၏အထူးသဖြင့်မိမိတို့သည်လှပသောတဘာဝရေကန်များကိုအလွန်နှစ်သက်ကြတော်လဲလှိုင်းသဝဝဖြင့်မန်ကြီးစွာရိုက်ခတ်တတ်သောပင်လယ်ပြင်ကိုတော့အလွန်ကြောက်လန့်တတ်ကြပါသည်နံပါတ်5အချက်ကတော့လူစိမ်းတစ်ယောက်ကိုပထမဦးဆုံးစုံတွေ့စင်ကတဲ့ကထိုသူဟာဘယ်လိုလူမျိုးဖြစ်တယ်ကိုအလိုလိုခံစားမိတတ်ကြပါတယ်မတန့်သောနေရာများသို့ရောက်လျင်လည်းစိတ်ရှုပ်ထွေးမှုများခန္ဓာကိုယ်ရာရန်ခြင်းများ energy အောက်ခြင်းများခံစားရကြပါတယ်ထို့အပြင်လူတိုင်းနဲ့မပေါင်းတတ်ပဲလူတွေပေါင်းတတ်ကြပြီးအချို့သောသူများအားမိမိနှင့်မတူသလိုမတန်သလိုများလည်းခံစားတတ်ကြပါသေးတယ်နံပါတ်6အချက်ကတော့ဖျားရှင်အပေါ်ယုံကြည်မှုတရားအထူးလွန်ကဲပြီးယတနာမြတ်3ပါးအပေါ်မှာလည်းအထူးယုံကြည်အားထားပြီးရှေးဟောင်းသမိုင်းကြောင်းများနေရာများကိုလည်းအထူးစိတ်ဝင်စားတတ်ကြ၏အခက်အခဲတစ်ခုခုကြုံလာတိုင်းကုညီပေးမိသူများပေါ်လာတတ်ကြပြီးအသက်အန္တရာယ်တစ်ခုခုနဲ့ကြုံလာပါကလည်းတနည်းနည်းနဲ့လွတ်မြောက်သွားတတ်ကြ၏မိမိတို့သည်မိမိတို့၏မိဘဆွေမျိုးအတိုင်းဝိုင်းများနှင့်မွေးရပါသဘောထားကွဲလွဲမှုများလည်းအေကံမှုချကြုံရမှာဖြစ်ပါတယ်။ဒါအပြင်အကျင့်ရေးစီးပွားရေးအိမ်အောင်ရေးလူမှုရေးများတွင်လည်းစမ်းသပ်ခံကြရပြီးအစင်မပြေမှုများစွာလည်းကြုံတွေ့ရတတ်ကြပါတယ်။မိမိတို့သည်အကျင့်ရေးတွင်လွန်စွာစမ်းကောင်းသလောက်နောက်ပိုင်းတွင်အမျိုးမျိုးသောအနောက်ရှက်တို့နဲ့လည်းကြုံရမှာဖြစ်ပါတယ်။နံပါတ်9အချက်ကတော့မိမိတို့ဟာအသွေးအင်မတန်လွန်တက်ကြ၍ဘာသာရေးအားယုံကြည်မှုတရားလွန်ကဲပြီးဘဝကံကြမ္မာလူစိတ်အကြောင်းများကိုလည်းနှက်ဆိုင်စွာသိရှိခံစားတတ်ကြပါတယ်။ရှင်ဖန်ရှန်ခါတွင်မိမိတို့ကိုယ်တိုင်မိမိတို့၏ energy များကိုမယုံကြည်သလိုခံစားရတတ်ကြပြီးစိတ်ဓာတ်များလည်းမကြာခဏကျတတ်ကြပါတယ်။ဒါတွေအားလုံးဟာ mission လို့ခေါ်တဲ့မိမိတို့အဓိကလှုပ်ဆောင်ရမယ်တာဝန်များတာဖြစ်တဲ့အတွက်အမျိုးမျိုးသောဖြစ်ပျက်နေသည့်အကျိုးတရားများသည့်အကြောင်းတရားများကြောင့်သာဖြစ်တယ်လို့အသက်နိုင်ဆုံးစိတ်ကောင်းနှလုံးကောင်းထားခြင်းရှိခြင်းဖြင့် mission အားလုံးတို့ကိုလည်းအောင်မြင်စွာကြော်ဖြတ်ကြပါလို့ဆုတောင်းဆန္ဒပြုရင်းယခုအကြောင်းအရာလေးကိုဒီမှာတင်ညီကုန်းချုပ်လိုက်ရှာပါတယ်ရှင်အလုံးတော့ကျမရဲ့ချစ်လစွာသောတိုက်ဆက်နဂဆက်လေးတို့တွေလည်းယခုကြောင်းရာလေးကိုကြားသိရခြင်းဖြင့်ကျင်းတဲ့နှစ်သက်ကြလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်မိပါတယ်။နောက်ပတ်များတွင်လည်းယခုကဲ့သို့စိတ်ဝင်စားဖွယ်ရာများကြိုးရှိဖွယ်ရာများကိုစဉ်ဆက်မပြတ်မျှဝေရွေးချယ်တင်ဆက်ပေးသွားပါအောင်မည်။တိုက်ဆက်များနှင့်တကွာခုနှစ်ရက်သားသမီးများအားလုံးကျမ်းမာကျမ်းနာကြပါစေ။